အားလုံးမင်္ဂလာပါဒီကနေ့ဗာလေးမျှဝေချင်တဲ့network marketing အောင်မြင်ချင်တယ်ဆိုရင်ဒီအချက်၈ချက်ကိုကျင့်သုံးပါဒီအချက်၈ချက်ကတော့နံပါတ်၁ကပါလဲဆိုတာယုံကြည်မှုအပြည့်အပြည့်လူတွေကိုချင်းကပ်ပြောဆိုပါယုံကြည်မှုဆိုတာဗာလေးပြောချင်တယ်ဆိုတာပါနော်ဒီကုမ္ပဏီရဲ့ကျမတို့ဒီ Forever Living Product ကုမ္ပဏီကိုယုံကြည်မှုအပြည့်ရှိရမယ်ကုမ္ပဏီရဲ့ background တွေလည်းနားလည်ရတာပါနော်ကုမ္ပဏီရဲ့ product တွေ product ကိုလည်းယုံကြည်မှုရှိရမယ်မိမိကိုယ်တိုင်လည်းအရင်ဆုံးယုံကြည်မှုရှိရမယ်ကိုယ့်ရဲ့ business partner တောင်းလိုက်နေတဲ့ယုံကြည်မှုရှိရမယ်ကိုယ့်ရဲ့ upline ကိုလည်းယုံကြည်မှုရှိရမယ်ဒါတွေယုံကြည်မှုတွေအပြည့်တွေရှိမှပဲကျမတို့ကပေါ့နော်ဒီလူများကိုသွားပြီးတော့မိတ်ဆက်ပေးလို့ရတယ်နော်ယုံကြည်မှုကိုအရင်ရှိပါအရေးကြီးဆုံးပေါ့နော်ဒါကြောင့်နံပါတ်1အချက်ကိုထားလိုက်တာနိနံပါတ်2ကတော့ညှင်းပယ်မှုပေါ့ညှင်းပယ်မှုတွေကြုံရတိုင်းမှာကိုကြောင့်ဖြစ်ရတာဆွေမျိုးမတွေးပါနဲ့ကျမတို့ကလက်လီလက်ကဖြန့်ချီရောင်းချတယ်အဲ့တော့ဒီပစ္စည်းကိုရောင်းတဲ့အချိန်မှာကျမတို့ sharing လုပ်တယ်ကျမတို့မျှဝေတယ်သူများကမဝယ်သေးဘူးမလိုအပ်သေးဘူးဆိုရင်အဲ့လိုညှင်းပယ်မှုတွေကိုကြုံရတိုင်းမှာပေါ့နော်ငါကကိုပေါ့နော်တန်တရားအဲ့လိုမျိုးမဖြစ်စေနဲ့အခုရှင်းပြပေးလိုက်တယ်မျှဝေပေးလိုက်တယ်သူမယူဘူးဆိုရင်နောက်နေ့ကျရင်သူလိုအပ်လာမှာပေါ့သူလိုအပ်တဲ့အချိန်မှာသူကကျမကိုပြန်တရိရမယ်ဟုတ်တယ်နော်ဒီတယောက်ကိုမိတ်ဆက်ပေးလိုက်တယ်သူမဝယ်ဘူး next one ပေါ့နောက်တစ်ယောက်ပေါ့နော်ပြီးတော့ကျမတို့ကလေလူတစ်ကိုမိတ်ဆက်ပေးတယ်ဆိုတာဒီ forever ရဲ့အခွင့်အလမ်းပေါ့business အခွင့်အလမ်းကိုမိတ်ဆက်ပေးတယ်သူတို့ကလည်းပဲသူတို့ညှင်းပယ်တယ်အချိန်မရဘူးစိတ်မဝင်စားဘူးစသည်ဖြစ်ပေါ့အဲ့လိုမျိုးပြောတဲ့အချိန်မှာကိုလည်းတန်တရားမဖြစ်စေနဲ့ next one နောက်တစ်ယောက်ကိုမျှဝေပေးပါကျမတို့မျှဝေပေးတဲ့လူများနေလေကျမတို့ရဲ့ share ပါဝင်တဲ့မှာပါတော့ business owner တွေအများကြီးရမယ်ဟုတ်တယ်နော်လူတစ်ကိုမိတ်ဆက်ပေးတဲ့အချိန်မှာမိတ်ဆက်တူတိုင်းအားလုံးကကျမတို့နဲ့အတူ share ဝင်ပြီးတော့အလုပ်ကြလား no ဒါကြောင့်ကျမတို့နေ့စဉ်နေ့တိုင်းပေါ့လုပ်ရမယ့်အလုပ်ကလူတစ်ကိုမိတ်ဆက်ပေးတယ်ဒီ product ကို sharing လုပ်တယ် sharing လုပ်တဲ့အချိန်မှာညှင်းပယ်မှုတွေကြုံရတိုင်းမှာပေါ့နော်ကိုပေါ့နော်ငါမလုပ်နိုင်ဘူးငါယုံကြည်စိတ်မရှိဘူးအဲ့လိုမျိုးမတွေးကြပါနဲ့နော် next one ဒီ business လုပ်တာလေညှင်းပယ်မှုများလေအောင်မြင်မှုကပို့ပြီးတော့လေနီးစပ်လေပဲနော်နံပါတ်3နေ့စဉ်နေ့တိုင်းစီးပွားရေးတိုးတက်ဖို့အတွက်တစ်ခုခုကောင်းမွန်တဲ့အရာတွေပြုလုပ်ပါကျမတို့ကလေကိုယ်ပိုင် business လုပ်တယ်ဆိုတော့ဗောနော်မနေ့ပိုင်းနိုးလာတဲ့ဒီ business ကိုပဲတွေးမယ်ဒီ business ကိုပဲလုပ်မှာပေါ့ဘာဖြစ်လို့လဲဒီ business ကကျမတို့ရဲ့ကိုယ်ပိုင် business ဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ရမယ်နော်ဒါဆိုတော့ကျမတို့ဒီ business ကိုအောင်မြင်ခြင်းနဲ့ပန်းတိုင်နဲ့ထိခြင်းနဲ့ဆိုရင်ဒီ business ပတ်သက်တဲ့ဟာကိုပဲလုပ်ရမှာပေါ့ဟုတ်တယ်နော်တချို့လူဆိုရင်ပေါ့နော်ငါ forever business ကိုအောင်မြင်ခြင်းနဲ့ပန်းတိုင်အကုန်လုံးလည်းထိခြင်းတယ်ပြီးတော့သူ့ကိုမေးကြည့်လိုက်နေ့စဉ်နေ့တိုင်းဒီ business နဲ့ပတ်သက်တဲ့ဟာဘာတွေလုပ်ခဲ့လဲဆိုရင်မလုပ်ဘူးမအားဘူးအချိန်မရဘူးတဲ့အဲ့လိုတွေပြောတယ်ဒါဆိုတော့ဒီ business ကိုလည်းအောင်မြင်ခြင်းနဲ့အချိန်ကိုလည်းမပေးနိုင်ဘူးပြီးလို့ရှိရင်လည်းဒီ business နဲ့ပတ်သက်တဲ့ဟာဘာမှမလုပ်ဘူးဆိုရင်အောင်မြင်ပါမလားမအောင်မြင်ဘူးနော်ကျတို့ဒီ business ကလေဖြတ်လန်းမရှိဘူးနော်အစွမ်းကုန်စူးစမ်းမှမှန်ကန်သောနီးလန်းနဲ့အစွမ်းကုန်စူးစမ်းမှဆိုရင်ကျမတို့ကလေဒီ business ပေါ့နော်မြန်အောင်မြင်နိုင်တယ်နော်နေ့စဉ်နေ့တိုင်းစီးပွားရေးတိုးတက်ဖို့အတွက်တစ်ခုခုကောင်းမွန်တဲ့အရာပြုလုပ်ပါဆိုတာပေါ့နော်ဥပမာကျမတို့တင်တန်းတက်တယ်အဲ့ဒါလည်းဒီ business ပတ်သက်တဲ့ဟာပဲလေဒီ product ကိုတောက်တုံးတယ် sharing လုပ်တယ်အဲ့ဒါလည်းဒီ business ပတ်သက်တဲ့ဟာလေလူတစ်ကိုနဲ့တွေ့ဖြစ်တယ်မိတ်ဆက်တယ်အဲ့ဒါလည်းဒီ business နဲ့ပတ်သက်တဲ့ဟာလေဟုတ်တယ်နော်နံပါတ်4တင်းရဲ့ကုမ္ပဏီနဲ့ online ကဖြစ်စေလူကိုယ်တိုင်ဖြစ်စေအမြဲထိတွေ့ဆက်သွယ်မှုရှိပါစေကုမ္ပဏီနဲ့ online ဖြစ် offline ဖြစ်ပါနော်ကျမတို့လူကိုယ်တိုင်အမြဲထိတွေ့ဆက်သွယ်မှုရှိပါစေဆိုတာပေါ့နော်ကျမတို့ကပေါ့နော်လူတစ်မိတ်ဆက်များလေပို့ပြီးတော့အောင်မြင်မြန်လေပေါ့ဒါဆိုတော့ကျမတို့ online ကနေ sharing လုပ်တယ်ဒါမှမဟုတ်ကျမတို့ offline ကနေလည်း sharing လုပ်လို့ရတဲ့ business ဖြစ်တယ်လူနဲ့ပတ်သက်တဲ့ business လူနဲ့ဆက်သွယ်ပြီးတော့လေနေ့စဉ်နေ့တိုင်းပေါ့နော်စင်ဆက်မပြတ်ပါလူနဲ့ဆက်သွယ်လုပ်ရမယ်ဖုန်းချိန်မယ် appointment ယူမယ်နော် offline ဖြစ် online ဖြစ် online ဆို messenger တို့ TikTok တို့နော် social media တွေတဆင့်ပေါ့စသည်ဖြစ်ပေါ့ဆက်သွယ်ရမယ်အဲ့လိုဆက်သွယ်မှဒီဖောက် customer တွေတဆင့်ဖောက်တဲ့ business partner တွေဖြစ်လာမှာပေါ့နော်အရင်ဆုံး family ပေါ့နော်အဲ့လိုမျိုးတဘောနဲ့ဆက်ဆံရမယ်နံပါတ်5မိမိတိုးတက်မှုအတွက်နေ့တိုင်းအချိန်ပေးပါတိုးတက်မှုအတွက်နေ့တိုင်းအချိန်ပေးပါကျတို့ဒီ business နဲ့ပတ်သက်တဲ့ဟာတွေ product အကြောင်းပဲဖြစ်ဖြစ် marketing plan အကြောင်းပဲဖြစ်ဖြစ်ဒီ forever ရဲ့ပတ်သက်တဲ့ background စသည်ဖြစ်ပေါ့အကုန်လုံးပေါ့နော်ကျမတို့ကလေ့လာမယ်တင်ရမယ်နော်တိုးတက်ရမယ်ကျမရေးနဲ့ပတ်သက်တဲ့အာဟာရပဲဖြစ်ဖြစ်ပေါ့နော်
အဲ့ဒါလည်းနေ့တိုင်းတင်ပြီးတော့တိုးတက်ရမယ်နံပါတ်6ဘာကြောင့်ဒီအလုပ်ကိုလုပ်တင်တာလဲဆိုတာကိုသိရမယ်သူတော်များများကအခုကဒီ forever business ကိုလုပ်နေတယ်လုပ်တော့လုပ်နေတယ်ငါလုပ်နေတယ်ဒါပေမဲ့သူဘာကြောင့်လုပ်တယ်ဆိုတာကသူရှင်းရှင်းလင်းလင်းပေါ့မသိဘူးမသိတဲ့အချိန်မှာသူလှုပ်ရင်းလှုပ်နေပေါ့နော်လမ်းပြောက်လွယ်တယ်မတိတဲ့အချိန်မှာတို့ကလေသူများကိုမိတ်ဆက်ပေးတယ် product ကိုတွားရောင်းပေးတယ်ဆိုရင်များကညင်းပယ်တယ်ဆိုရင်သူကသူလွယ်လွယ်လေးနဲ့လက်လျှော့တတ်တယ်ဒါကြောင့်ငါဘာကြောင့်လုပ်တယ်လဲနော်ကိုမေးပါငါဘာကြောင့်လုပ်တယ်ဆိုတော့ကိုမေးစားဘယ်လိုလဲဆိုတော့နော်ငါကဘာပေါ့တနေ့ကုန်လုံးမှာအလုပ်လုပ်ပြီးတော့ပြင်ပပြီးတော့ဒီ business ကိုလုပ်တယ်ဆိုဘာကြောင့်လုပ်တယ်လဲကိုမေးရမယ်ကိုလည်းအတိအဆုံးရှိရမယ်ဥပမာထားပါတော့ကျမဆိုရင်ဘာကြောင့်လုပ်တယ်ဆိုတာပါကျမရဲ့အိမ်မက်တွေအကောင်အထည်ဖို့ပြီးတော့ကျမရဲ့ဘဝ life style တွေပြောင်းလဲခြင်းတို့နေ့စားလခစားလွတ်မြောက်ခြင်းတို့ကိုယ်ပိုင်အချိန် freedom ဖန်တီးခြင်းတို့ပြီးတော့ကျမရဲ့ဘဝရဲ့အရေးအတွေ့အပိုကောင်းမွန်လာအောင်မိသားစုကိုပို့ပြီးတော့အချိန်ပေးနိုင်အောင်စသည်ဖြစ်ပေါ့အဲ့ဒါကြောင့်forever ကကျမအတွက်ပေါ့နော်အိမ်မက်တွေအကောင့်ထဲပေါ်နိုင်လို့ကျမကဒီ business ကိုthe site မဲ့ဆွဲအားလုံးလာဝီဒီယလောက်တာပေါ့နော်တကယ်လည်းပဲနှစ်ပေါင်းများစွာလုပ်ပြီးသွားပြီဆိုရင်ဒီ forever company ကကျမရဲ့အိမ်မက်တွေကိုပေါ့နော်အကောင့်အထည်ပေါ်ပေးတယ်နော်ကဘာပတ်ခရီးစဉ်ပဲဖြစ်ဖြစ်ကိုပိုင်အိမ်ဝင်တာပဲဖြစ်ဖြစ်စသည်ဖြစ်ပေါ့ forever ပေးတဲ့ဘောနတ်တွေမှာနော်ကိုယ့်ရဲ့တနေ့ကိုလေ့လာသုံးသပ်ဆင်ခြင်ပါအဲ့တော့ကျမတို့ကအချိန်တန်ဖိုးရှိနဲ့အသုံးပြုရတယ်ဥပမာထားပါတော့ကျမတို့ကလေ level up တက်ချင်တယ်ဆိုရင် तू ကအချိန်နဲ့တတ်ထားတယ်1လအတွင်းလား2လအတွင်းလား3လအတွင်းလား4လအတွင်းလားအဲ့ဒါပေါ့နော်ပြီးလို့ရှိရင်တစ်နှစ်လုံး incentive ပေါ့အဲ့ဒါနေလဲအချိန်နဲ့ကတ်ထားတယ်ဒါကြောင့်အချိန်ကိုတန်ဖိုးရှိနဲ့အသုံးပြုပါနော်ဒီနေ့မှာငါဘာလုပ်ရမလဲCC ဘယ်လောက်လုပ်မလဲစသည်ဖြစ်ပေါ့အဲ့ဒါကတော့ကိုပေါ့နော်ပန်းတိုင်ချမှတ်ရမယ်နံပါတ်9ပန်းတိုင်တွေကိုချမှတ်ပါထိုပန်းတိုင်တွေကိုအောင်မြင်အောင်လုပ်ဆောင်ပါပန်းတိုင်မရှိလို့ရှိရင်လမ်းပြတ်တတ်တယ်ဘယ် business မှာဆိုလုပ်လို့ရှိရင်ပန်းတိုင်ဆိုတာလေတိကျတော့ပန်းတိုင်ဆိုရှိကိုရှိရမယ်ကျမတို့အခုအပြင်သွားမယ်ဂမ်းမောင်းနေပြီအဲ့တော့ဘယ်ကိုသွားမလဲတိကျတော့ပန်းတိုင်မတိဘူးဆိုရင် no okay လေနော်ဘယ်ကွေ့မလားညာကွေ့မလားရှေ့ဆက်သွားမလားဘယ်လမ်းကိုသွားမလဲအဲ့ဒါတိကျတော့ပန်းတိုင်ဆိုတာရှိရတယ်ကျမတို့ဒီ business စလုပ်တဲ့လူတိုင်းပေါ့နော်အားလုံးပေါ့နော်ကျမတို့အကြံပေးတယ်တိကျတော့ပန်းတိုင်ရှိရမယ်ဆိုတာပေါ့နော်အနည်းဆုံးပေါ့တစ်လလုံးမှာ 4cc ကိုအရင်လောက်တတ်အောင်လုပ်ရမယ်အဲ့ဒီ 4cc ကလည်းကျမတို့ဒီ business ရဲ့အခြေခံအစလမ်းစပါနော် 4cc active ကိုလုပ်တိုက်ရမယ်အဲ့ဒါလည်းဘန်းတိုင်ချမှတ်တာနော်အဲ့တော့ဘန်းတိုင်တွေကိုအောင်မြင်အောင်လုပ်ဆောင်ပါဘန်းတိုင်ထိအောင်လုပ်ရမယ်ကျမတို့ဘန်းတိုင်ချမှတ်တယ်ဆိုတာပါနော်အဲ့လိုမျိုးပေါ့နော်ဥပမာအခုကစလုပ်နေတဲ့သူဆိုရင်တစ်လလုံးက20 30အဲ့လိုမျိုး40အဲ့လိုအကြီးဆိုတာချမှတ်ခိုင်းတာမဟုတ်ဘူးတသေးလေးကနေပေါ့နော်ဘန်းတိုင်တသေးလေးကနေစပြီးတော့ချမှတ်လုပ်တာအခုဒီလဆိုရင်ပေါ့နော်အခုမှစလုပ်တယ်ဆိုရင် 4cc လာ 4cc ထိသွားပြီဆိုရင်ငါ 4cc ကတူလုပ်တယ်ဆိုရင်တိတက်သွားပြီလေဒါဆိုတော့ကိုယ့်ရဲ့တောင်းတိုင်းကိုလည်း 4cc ကိုတင်တက်သွားပြီနော်အဲ့ဒါက copy good business လို့ခေါ်တယ်နော်ကိုတိုင်ကလည်းလက်တွေ့လှုပ်ဆောင်မှပဲအဲ့ဒီဘန်းတိုင်ကိုပေါ့နော်ရောက်တယ်အဲ့ဒီဘန်းတိုင်ရောက်ပြီးသွားပြီဆိုရင်ငါဒီလ 4cc ဆိုရင်နောက်လဆိုရင်ငါနောက်ထပ် 4cc မကပဲနဲ့ငါဘန်းတိုင်ပို့ပြီးတော့လေချမှတ်ရမယ်ဥပမာတော့ 10cc လို့ 15cc လို့စသည်ဖြစ်ပေါ့နော်ဒါမှကျမတို့ကလေအမြန်ဆုံးနီးလန်းနဲ့ level up တက်မယ် level up အမြန်ဆုံးနီးလန်းတက်လေပေါ့နော်အဲ့ဒီ personality scout လည်းများလာလေဘောနတ်လည်းများလာလေနော်နံပါတ်8မိမိစံတကိုတိပါထိုအရာတွေအပေါ်မှာအာယုံစိုက်ပါကိုရဲ့စံတပါနော်ဖြစ်ချင်တဲ့စံတပါကိုအတိဆုံးရှိရမယ်ကိုကဒီဘာဖြစ်ချင်တာလဲဒီတစ်နှစ်အတော့အတွင်းမှာငါဘာလုပ်ချင်တာလဲပြီးလို့ရှိရင်ငါဘာဖြစ်မလဲစသည်ဖြစ်ပေါ့အဲ့ဒါကိုစံတကိုတိနေကိုမေးရမှာနော် business owner ဆိုတာအတိတ်ပဲပါလဲဆိုတော့ဒါကကိုပိုင် business အားလုံးကလည်းတစ်ထေးပဲနော်အလုပ်ရှင်နေအဲ့တော့ကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့ဘန်းတိုင်ချမှတ်စသည်ဖြစ်အဲ့ဒါကိုတိုင်ပေါ့နော်ဥဆောင်ရမယ်ကိုတိုင်ကလည်း leader ဖြစ်တယ်ပြီးတော့ကိုတိုင်ကလည်းဖြစ်ချင်တဲ့ဆန္ဒတွေကိုအတိဆုံးနဲ့ရှိရမယ်ဖြစ်ရမယ်ထိုအရာတွေအပေါ်မှာအာယုံစိုက်ပါကိုဖြစ်ချင်တဲ့ဆန္ဒကိုလေကိုကအာယုံစိုက်တာ focus ပေါ့နော်အာယုံမစိုက်ဘူးလှုပ်လိုက်မလှုပ်လိုက်ဒီကုမ္ပဏီလောက်တာကိုကုမ္ပဏီသွားလိုက်လာလိုက်စသည်ဖြစ်တော့ဒီကုမ္ပဏီကိုရွေးချယ်လိုက်ပြီဆိုရင်စိုက်မဲ့ပေါ့နော်အာယုံစိုက်ဖို့လိုအပ်တယ် focus နော်အစဉ်တစိုက်ပေါ့ပြက်မကွက်ကြိုးစားရမယ်တစိုက်မဲ့ကြိုးစားပါမှန်ကန်တော့ဒီလား system အတိုင်းသွား system အတိုင်းလုပ်ဒီရှစ်ချက်ကိုကျင့်သုံးပါဒီရှစ်ချက်ကိုအတိုင်းလုပ်မယ်ဆိုရင်ဒေချာပေါက် network marketing မှာအမြန်ဆုံးအချိန်နဲ့အောင်မြင်နိုင်တယ်ပြီးတော့ big business ကိုတည်ဆောက်နိုင်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်အားလုံးပဲ
မင်္ဂလာတော့နေ့ဖြစ်ပါစေ